တော့တယောက်နဲ့တယောက်မတူညစာပဲချင်းစားဒါပေမဲ့ကျွန်တော်ဆိုရင်တခါလေ9နာရီစားတယ်10နာရီစားတယ်9နာရီစားတယ်ကိုယ့်ရဲ့အချိန်ကုန်မှုတည်တယ်ဒါပေမဲ့စားပြီးရင်နောက်ရက်ကို fasting 15နာရီ16နာရီလုပ်ပေါ့ဥပမာ6နာရီစားတဲ့သူက7မိနစ်10နာရီမှစား9နာရီစားတယ်17နာရီစား10နာရီစားရင်17နာရီမှစားပေါ့ဒါပဲရှိတာပဲကျွန်တော်ဆိုလည်းညတခါလေ10နာရီလောက်မှစားတယ်ဆိုရင်ည17 17လောက်မှမနေ့ပြန်လဲ17 17မှစားလိုက်တယ်ကွာဒါဆိုရင်ကိုက weight ကအဲ့လောက်ကြီးမတက်နိုင်တော့ဘူးလေကျွန်တော်ပြင်မာလာကြည့်လိုက်နော်နှုတ်ဖတ်နေတာပဲလို့ပြောတယ်အဲ့လိုပဲပြောကြတာပဲဒါကတဲ့ပဲနော်ကျွန်တော်ဆယ်လီလည်းမဟုတ်မင်းသားလည်းမဟုတ်ဘူးနော်တဲ့ပဲကျွန်တော်ဒီကြော်ညာလည်းလာမလိုက်နဲ့ကြော်ညာလည်းလက်မခံဘူးစေးကုမ္ပဏီတော့တွေ့မခံတာကွာနော်စုံစမ်းကြည့်လိုက်ဇာနေစင်ဆိုတာဘယ်လိုကောင်လဲဆိုတာစေးကုမ္ပဏီလောကမှာစုံစမ်းကြည့်လိုက်နာမည်ပြတ်မခံဘူးနော်တေးတင်မခံဘူးတဲ့ပဲအဲ့တော့ပြောချင်တာကွာဘယ်သူမှတော့လက်ခံတဲ့ကောင်တွေ့ရတဲ့ကောင်မဟုတ်ဘူးကွာနော်ကိုဗစ်ကာလာတွေကပိတ်လိုက်တာအခုချိန်ဒီပဲကုမ္ပဏီမှမတွေ့ဘူးဒါပေမဲ့ကိုနဲ့ရင်းနှီးတဲ့ကုမ္ပဏီ၄ခု၅ခုပဲဒါတော့သူတို့မဖြစ်မနေဟုတ်တာစကားပြောတယ်ကျန်တဲ့ချိန်မပြောကျွန်တော် academic သွားတာ officially academic way နဲ့ပဲသွားတာဘာမှလာမပေးနဲ့နော်ပြောပြတာမုံလာပေးလည်းမကြိုက်ဘူးအဲ့တော့အဲ့လိုလူမျိုးဆိုတော့ကွာပွင့်လင်းပြောရင်ကွာနော်အစားကိုကအချိန်ကိုချိန်လို့ရတယ်ကွာပြောချင်တဲ့အဓိပ္ပာယ်ကဟိုညစာကိုမချိန်စားမလဲဆိုတော့6နာရီစားရင်10နာရီမှစားပေါ့နောက်ဆုံးမစားနိုင်9နာရီစားပေါ့ဒါသည် fasting လောက်တာပဲတက်လုံးအစားထိန်းနေတဲ့လူပေါ့ကွာပြင်မာလာကြည့်လိုက်ကျွန်တော်ဒီစုပ်ပြတ်တတ်မနေဘူးနော်ဟိုဝါပြဲမနေဘူးနော်လူတီတွေကကျွန်တော် muscle ရှိတယ်ခြေစလုံးကြီးပဲနော်ခြေစလုံးပလွေမဟုတ်ဘူးနော်သဘောပေါက်ထားဖို့ကခြေစလုံးကြီးပဲနော်အဲ့တော့မိုက်ချင်လို့မိုက်နေတာရန်ကုန်ကနေတောင်ကြီးလဲမောင်းတာပဲကားကိုဘာမှမဖြစ်တင်းတင်းကိုမောင်းလို့ရတယ်ကွာကိုကျမ်းမာနေရန်ကုန်ကနေမန္တလေးကိုစိုက်ကဲတောင်စီးလို့ရတယ်ခုမနေ့ဖြန်ရန်ကုန်ကနေရန်ကုန်မန္တလေးတောင်ကြီးကိုကားစိုက်ကဲနဲ့မောင်းလို့ရတယ်ဖြုတ်လို့ရသေးတယ်ကျမ်းမာခေါင်းနေသေးတယ်ဒါနည်းနည်းမှခက်ထိုင်တော့မောမှာပဲလာမထောက်နဲ့နော်မင်းတို့ထက်ကျမ်းမာတယ်သွေးပြိုင်ဆက်မလားနော်ဘာယောဂမှမရှိဘူးနော်ဘာဆေးမှမတောက်ဘူးကွာနော်ဗီတာမင် D တို့ omega 3တို့ zinc တို့တောက်တယ်ကွာတခါလေ magnesium တောက်တယ်ကောင်းစပင်အတွက် biotin တောက်တယ်ကွာ finasteride တောက်တယ်ကွာဒါပဲဒါတော့စပင်ကချွတ်နေလို့လူတိုင်းမှာပြည့်စုံတယ်ဆိုတာမရှိဘူးအားနည်းချက်ဆိုတာရှိတယ်အဲ့တော့ကိုယ်မှကျွန်တော်မှအားနည်းချက်ကစပင်ရမယ်နော်စပင်မပေါဘူးဘာလို့တောက်လို့ဘာဖြစ်တော့ကွာတန်တယ်လေကွာတောက်ပြီးတော့ဇမင်ဆိုင်တယ်ဒီလောက်ဇမင်ပေါက်ရင်တော်ပြီเนาะကရုံးကနေပြီးတော့ဇမင်ပေါက်တာကွာဒါဘာပဲပြောအောင်မြင်မှုပဲเนาะဟိုဒါပွင့်လင်းပြောရင်တော့ကွာကိုကြိုက်တာကိုလုပ်ကိုဖြစ်ကိုခံဒါပဲလောကကြီးမှာเนาะဟိုအစားဆိုတာလေမင်းကြိုက်တာစားရင်မင်းမကြိုက်တာဖြစ်မှာပဲမင်းမဲ့ကလေးမလေးလာတယ်ဆက်ထမင်း3နဲ့စားတယ်ကျမစားတယ်တဲ့เนาะအေဝါစီဆက်73ဆက်လေးမင်းတို့ထိုးရလိမ့်မယ်လို့မင်းစိတ်ထိုးရလိမ့်မယ်အင်းဆိုရင်ထိုးရမင်းစားဖို့ရေကိုမင်းအစမင်းထိုးနေရမင်းဘွားကြီးကဘလောက်တောင်မှကိုယ့်ဘွားရဲ့ quality ကိုလိုက်ကျသွားတယ်မင်းအစားကိုရှော့မရှော့နိုင်မင်းထိုးပေါ့ကွာတဲ့ပဲเนาะပြပြတာ